သူကတနာစရာကောင်းပြီအထီးကျန်ဆန်နဲ့အနောက်ခံဆက်ကောင်တယောက်ပါဒါပေမဲ့ဒီနေ့မှာသူ့ကိုတခြားကဘာတစ်ခုလိန်လိန်လေးဖျားနိုင်ဆိုရင်လည်းအဆုံးစွန်နဲ့စွမ်းအားတွေကိုနဲ့ခေါ်ဆောင်သွားခြင်းကိုခံရပါတယ်အခုတို့လို့ရှင်နဲ့မိန်းကလေးတိုင်းကိုလက်ခုပ်တီးနိုင်ပါပြီဇလန်းကပုံမှန်အထက်တန်းကျောင်းအန်နီမေတိုင်းလိုပါပဲစတင်ပါတယ်နာမည်ကြီးမိန်းကလေးတွေနာမည်ကြီးကလေးတွေနဲ့နေရာပိုင်ဆိုင်သလို၆သွားနေကြပြီကျန်တဲ့ကျောင်းသားတွေလည်းတူတူလေးပြောပြီးသူကြည့်နေကြပါတယ်ဆူဆန်ကပြားပြင်မှာပါကျောင်းသားတိုင်းဥက္ကဋ္ဌဖြစ်ပြီးတော့အလိုအမင်းအောင်မြင်မှုလည်းရှိတဲ့လူဖြစ်ပါတယ်။သူမရဲ့ဘေးမှာကာဆူကီရှိပြီးဒုတိယဥက္ကဋ္ဌလည်းဖြစ်ပါတယ်။သူ့ရဲ့အခြေခံအားဖြင့်ကျောင်းသားရဲ့စွမ်းအားရှင်နေရောက်ပါ။တစ်ချိန်တည်းမှာပဲကျွန်တော်တို့အဓိကလူယူဆသူနဲ့တွေ့ဆုံမှာဖြစ်ပါတယ်။သူကတင်းရဲ့ပုံမှန်ကျောင်းသားအလွန်ပြင်းပြအဆင့်ရှိပြီးတော့သူကလူတိုင်းမမြင်နိုင်လို့ယုံကြည်ထားတဲ့လူဖြစ်ပါတယ်။သူကနောက်ခံတဲ့ရောနှောနေလောက်တဲ့နေရန်ကက်စက်ကူဖြစ်အောင်ဖြစ်နိုင်တဲ့လူစားမျိုးပြ။သူ့ရဲ့အကြီးမားဆုံးဘဝကစိတ်လှုပ်ရှားမှုအကောင်းဆုံးကတစ်ပင်တက်ပြီးပျောက်ဆုံးနေတဲ့ငှက်ကလေးတွေသူ့ရဲ့အတိုက်ထဲပြန်ထည့်ဖို့ပါမိုးရွာတဲ့တနေ့လေးကိုဖျက်သွားလိုက်ပါရာစုတို့ကသူ့ထီးကိုမေ့သွားကြလို့ခဏလောက်စဉ်းစားလိုက်တယ်တခြားတစ်ယောက်နဲ့ထီးကိုခိုးယူဖို့စဉ်းစားလိုက်တယ်ဒါပေမဲ့သူကမိုးဆက်အပေါ်မှာလူစိုးတစ်ယောက်လုံးဟန်ဆောင်ဖို့ကောင်းလို့တယ်ဒါကြောင့်သူကအမိုးအောက်မှာပဲစောင့်နေတယ်မုံတိုင်းပြီးဆုံးသွားမဲ့အချိန်ကိုစောင့်နေပါတယ်သူရဲ့နိုင်ပေါင်းများစွာရေဆိုနေတဲ့ရုပ်တုကိုရက်နေတယ်ရာစုရန်ရုပ်တရက်ပေါ်လာပြီးသူ့ចောင်းသားတွေကိုចောင်းချိန်ချိတ်ဆွဲခွင့်မရှိတတိပေးလိုက်ပါတယ်။ရာဆူလိုကမိုးတဲထန်စွာရွာတဲ့အချိန်မှာအိမ်ပြန်ပြေးရမယ်လို့ထင်နေတော့ကာဆူကီရောက်လာပြီးတော့သူ့ကိုအထီးအပေါ်တစ်ချောင်းပေးတယ်။ယူဆာတို့ကအံ့ဩသွားတယ်အဲ့အချိန်မှာဘာလို့လဲဆိုတော့ရာဆူကီကသူ့နာမည်ကိုတော့မသိသေးဘူးဖြစ်နေပါတယ်။ပိုပြီးအံ့ဩစရာကောင်းတာကကာဆူကီကတကယ်ကိုကောင်းပါတယ်။သူတို့နဲ့အတူတူအိမ်ပြန်ဖို့ဆုံးဖြတ်လိုက်ပါတယ်။ပြီးတော့ဆူဆန်ကတာကိုပြောပြတယ်။ကင်ဂျမာသူတို့ကိုပေါင်းစည်းပေးခဲ့တာလည်းဖြစ်နိုင်ပါတယ်။နာကနောက်တစ်ယောက်ကိုထင်ရှားတဲ့ရာဆူတို့ကချက်ချင်းပဲရှားပါဗီဒီယိုဂိမ်းတစ်ခုနဲ့နိုင်ရှင်းလိုက်တယ်။ကျောင်းမှာအေးဆုံးလူနေရောက်နဲ့ပြန်လမ်းမှာ6တာကိုသူကလူတိုင်းမနာလို့ဖြစ်လိမ့်မယ်လို့ပြောချင်းအဖြစ်ခံစားချက်ကိုဖျက်ဆီးလို့နေပါပဲ။ဒါပေမဲ့ကံကောင်းထောက်မှဆိုတာလည်းဘယ်သူမှသူ့ကိုမကြားကြပါဘူး။အဲ6နေတော့ယူဆာတို့ကကာဆူကီကိုသူကမိန်းကလေးတွေနဲ့စကားပြောတဲ့ကစားသမားလို့ထင်ခဲ့တယ်။ကာဆူကီကမိန်းကလေးတွေနဲ့အတွက်စိတ်မကောင်းဖြစ်လို့တကယ်ပြောတယ်လို့ပြောတယ်။ဆူဆန်ကသူမစကားပြောရှင်တဲ့ယောက်ျားလေးတွေနောက်ပြောင်းတယ်သူကချင်းနေတော့ရာဆူတို့ရဲ့အဆင့်တန်းနဲ့ဝေးနေတယ်ထက်မြက်တယ်အားကစားကောင်းတယ်အတွင်းအပြင်လှပတယ်ရာဆူတို့ကအခြေခံအားဖြင့်ပြိသက်တယောက်အဖြစ်ပြောင်းလဲသွားတယ်ပြီးတော့သူကလူတိုင်းရဲ့စိတ်ထဲမှာရှိနေတဲ့မိကိုတော့ထုတ်ပြောလိုက်တယ်ဆူဆန်နဲ့ကာဇူကီချင်းတွေ့နေကြတာလားတဲ့စိတ်ဓာတ်ခံစားချက်ကမတိမအောင်ဖြစ်နေပြီပဲသူတို့ရဲ့အားအလုံးကိုချင်းလင်းသွားတယ်သူတို့ကចောင်းကောက်စီចောင်းပဲကိစ္စတွေပေါင်းသေးဆက်ဆန်ရာဆူတို့ကမိုက်မဲတဲ့အရာတွေကိုမီးမိတော့တောင်းပန်ပါတယ်ဆူဆန်ကပေချပြီးနောက်ွယ်မှာကောလာဟာလာတွေပြောတာတွေထက်ဒီတိုင်းပဲမီးတာကပို့ပြီးတော့ကောင်းတယ်လို့ချီကျူးလိုက်ပါတယ်ရုပ်တရက်ဆူဆန်နဲ့ကာဆူကရက်တက်သွားတဲ့ခေါင်းလောင်းတန်ကျေလောင်စာကြားလိုက်ရတယ်ဆူဆန်ကဘာမှမကြားရမယ်သူဘာဖြစ်ရလဲလို့မေးတဲ့အချိန်မှာသူလည်းအောက်မှာတောက်ပနဲ့အမော်ဆောက်ဝိုင်းတစ်ခုပေါ်ပေါက်လာပါတယ်သူစိတ်ချုပ်ထွေးပြီးတခြားကဘာတစ်ခုတွေရောက်ဖို့တကားပေါက်တစ်ခုလို့ထင်နေပါတယ်ဆူဆန်ကထိလိုက်တဲ့အစားစိတ်လှုပ်ရှားပြီးသူတို့ရဲ့ဘလူးတွေရဲ့သူရဲကောင်းတွေတွေ့မလားလို့မေးနေပါတယ်ယူဆာတို့ကသူမရဲ့တုံးပြန်မှုကြောင့်အားသွားပြီးမြဲဘာမှမစင်းစားခင်မှာပဲမြေပြိုမှာမီးလင်းလာပြီးပျောက်ကွယ်သွားပါတယ်ယူဆာတို့နိုးလာတဲ့အခါမှာခဏတိုင်းခမ်းမကြီးတစ်ခုထဲမှာတကယ်ဘရင်တပားနဲ့မျက်နှာချင်းဆိုင်တွေ့လိုက်ရပါတယ်ရာဆူကီကကြောက်လိုက်ပြီးတော့တကယ်နဲ့အတူတူပါပဲဒါပေမဲ့ဆူဆန်ကတော့အခြေအနေတစ်ခုလုံးကိုစိတ်ဝင်စားစွာခံစားနေပါတယ်နာမည်ကိုရိုးရိုးလေးနဲ့မိတ်ဆက်တဲ့ဘရင်ကအရာအလုံးကိုတရားဝင်ဖြစ်အောင်ကြိုးစားတယ်ကာဆူကီကတော့ဒါကိုလက်မခံဘာလို့သူတို့ကိုဒီကိုခေါ်လာလဲလို့မေးပါတယ်ဘရင်ရဲ့အဆောက်တွေကသူ့ကိုရိုင်းဆိုင်ဆိုတာတိုက်ခိုက်ဖို့ကြိုးစားတယ်ဒါပေမဲ့လော့ကလူတိုင်းကိုညင်တက်စေတယ်သူတို့ရဲ့ကဘာကိုသူရဲကောင်းတဲ့အဖြစ်ခေါ်ဆောင်ခိုင်းရတယ်လို့ရှင်းပြပါတယ်လွန်ခဲ့တဲ့နှစ်ကဒီနိုင်ငံမှာနတ်ဆိုးတွေတက်ကတိုက်ခိုက်တယ်သူတို့ရဲ့ပြန်တိုက်ခိုက်ပေးပေမဲ့နတ်ဆိုးဘရင်ကအာဏာပြန်ရပြီး